လာတဲ့ပကံပြည့်ရှင်အနော်ရထာမင်းကြီးထံမှမင်းမှုထမ်းဖို့အတွက်လာရောက်ခစားပါတယ်အနော်ရထာမင်းကြီးကလည်းဗျာတာကိုမင်းမှုထမ်းဖို့အတွက်လက်ခံထားလိုက်ပြီးတော့ဗျာတာရဲ့လုံနိုင်စွမ်းတွေကိုအတိမတ်ပြုတ်တဲ့အနေနဲ့အနော်ရထာမင်းကြီးရဲ့မိဖရခေါင်ကြီးအတွက်ပုတ်ပါတောင်မှရှိတဲ့ပန်းတွေကိုနေ့စဉ်ခူးယူပြီးပကံပြည်ရှိရာကိုလာရောက်ဆက်သားကိုတာဝန်ပေးအပ်လိုက်ပါတယ်အဲ့ဒီချိန်ကနေစပြီးဗျာတာဟာပုတ်ပါတောင်မှရှိတဲ့စကဝါပန်းတွေကိုခူးပြီးတော့ဝေးလံလာတဲ့ပုတ်ပါတောင်တဲ့ပကံပြည်ကိုသူ့ရဲ့ကာယတိတ်ထိအစွမ်းနေနဲ့နေ့စဉ်အသွားအပြန်ပြုလုပ်ပြီးတော့အနော်ရထာမင်းကြီးရဲ့မိဖရကောင်ကြီးထံပန်းတွေကိုဆက်တာပေးနေရတဲ့ပန်းဆက်သမားလေးဗျာတာအဖြစ်အမည်တွင်လာခဲ့ပါတယ်ဒီလိုနဲ့တနေ့မှာတော့ဗျာတာဟာပုတ်ပါတောင်မှရှိတဲ့ပန်းတွေကိုရှာဖွေခူးနေရင်ထူးဆန်းစွာအလွန်မှွေးပြန့်လာတဲ့ရနန်းနဲ့အတူတာယာညံ့ညောင်းတဲ့တရှင်ညီတံကိုကြားလိုက်ရပါတယ်ဗျာတာဟာဆွဲဆောင်မှုရှိလွန်တဲ့တရှင်တန်တွေကြောင့်စူးစမ်းလူစိတ်တွေဖြစ်ပေါ်လာပြီးအတန်လာယာဘက်ကိုစူးစမ်းကြည့်လိုက်တဲ့အခါမှာတော့အလွန်ပင်ချောမောလှပတဲ့ရွှေဝါရောင်အသားရည်ပန်းရှင်မိမ့်မပြိုလေးတယောက်တရှင်ညင်းညူနေတာကိုတွေ့လိုက်ရပါတယ်ဗျာတာဟာမိမ့်မပြိုလေးကိုမြင်တာနဲ့မြင်မြင်ချင်းချစ်မိသွားပြီးတော့မိမ့်မပြိုလေးရဲ့အနားကိုသွားပြီးမိမ့်မပြိုလေးကိုချစ်မိကြောင်းဖွင့်ပြောလိုက်ပါတယ်ပြီးတော့ဗျာတာကပကံပြည်ကမင်းမှုထမ်းတယောက်ဖြစ်ပြီးတော့ပုတ်ပါတောင်မှရှိတဲ့ပန်းတွေကိုခူးယူပြီးပကံပြည်ကဘရင်